မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာတနင်္ဂနွေသားသမီးများအတွက်နမိတ်ကလေးဖြစ်ပါတယ်ဒီတပတ်စာနမိတ်ကလေးရဲ့အဆိုးကောင်းရဆိုရင်တနင်္ဂနွေသားသမီးတွေဟာတပတ်တာကာလမှာအပြိုင်ဆိုင်အတိုက်ခံတွေနဲ့ကြော်လွှားရမယ့်အနေအထားမျိုးတွေဖြစ်ပါတယ်သို့ပေမဲ့လည်းမိမိကအထက်စီးရနေပြီးတော့ကြော်လွှားနိုင်ခြင်းအတိုက်ခံဖြစ်တော့ဖြစ်မယ်ပြိုင်ဆိုင်ဖြစ်တော့ဖြစ်မယ်ကြော်လွှားနိုင်မယ်အောင်မြင်နိုင်မယ်ဆိုတဲ့အနေအထားစိတ်ပန်းလူပန်းတွေတော့အနည်းငယ်ကြုံရပါလိမ့်မယ်တို့နောက်အယောင်းဝယ်ကိစ္စတွေမှာလည်းပထမအနေနဲ့ကတော့အယောင်းဝယ်ကိစ္စတွေမှာကောင်းမွန်နေပြီးတော့ကောင်းနေတဲ့ဟာကိုအနောက်ဆက်ဖြတ်စီးတွေကြုံတွေ့ရတတ်တယ်မိမိလုပ်ငန်းကိုင်မှာအထက်လူကြီးတဲ့အောက်လူရဲ့မယုံကြည်ရခြင်းအတိုက်ခံဖြစ်တတ်ခြင်းအောက်လူရဲ့မိမိကိုမကောင်းကြံတတ်ခြင်းသပုတ်လေလင်းပြောခြင်းဆိုတဲ့အနေအထားမျိုးတွေကြုံတွေ့ရနိုင်ပါတယ်ငွေကြေးလက်ပတ်အနေနဲ့ပွင့်လန်းနေပြီးတော့ငွေကြေးမှာအလုံးရင်းနဲ့ဝင်လာနိုင်တဲ့တပတ်တာကာလဖြစ်တဲ့အတွက်ကြောင့်မို့လုပ်ငန်းကိုင်တိုးချဲ့ခြင်းကိစ္စတွေမှာအဆင်ပြေခြင်းအောင်မြင်ခြင်းတွေဖြစ်ပါလိမ့်မယ်အလုပ်ကိုင်ရှာဖွေခြင်းကိစ္စတွေမှာတော့ဒီတပတ်တာမှာအဆင်ပြေမှုလေးတွေအားနည်းနေပါတယ်သို့ပေမဲ့လည်းမိမိတယောက်တည်းသွားရောက်အလုပ်လျှောက်ထားခြင်းကိစ္စများအလုပ်ရှာဖွေခြင်းကိစ္စထက်မိမိတငယ်ချင်းမိတ်ဆွေတယောက်ယောက်နဲ့သွားခြင်းအဖော်ပါ၍အဆင်ပြေခြင်းအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်တယောက်တည်းသွားခြင်းကိစ္စတွေမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အားနည်းနေတတ်ပါတယ်မြေအိမ်အဆောက်အဦအယောင်းဝယ်ကိစ္စတွေမှာအညံ့တွေဖြစ်နေတတ်ပါတယ်မြေအဝယ်ကိစ္စတွေအမှားယွင်းဖြစ်တတ်ပါတယ်အယောင်းကိစ္စတွေကတော့အဆင်ပြေခြင်းအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်အိမ်အဆောက်အဦကိစ္စတွေမှာဆိုတိုးလို့တန်းလန်းတွေဖြစ်တတ်ပါတယ်အခြေရေးအိမ်တော်ရေးမှာဂျားလူအနောက်ဆက်ဖြစ်တတ်ခြင်းအထင်လွဲမှားခြင်းကိစ္စမျိုးတွေဖြစ်နိုင်ပါတယ်ထို့နောက်အများနဲ့တယောက်ကိစ္စမျိုးတွေလည်းမိမိသည်ကြုံတွေ့ရနိုင်ပါတယ်မိမိကိုအများအမြင်တစ်မျိုးကိုကအမှန်တိုင်းသွားတဲ့လမ်းကြောင်းကိုအနောက်ဆက်ပေးတတ်ပါတယ်တငယ်ချင်းအုပ်စုအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့အမှားယွင်းဖြစ်တတ်ခြင်းနဲ့အုပ်စုအဖွဲ့အစည်းတွေနဲ့ပတ်သက်တာရှယ်ယာကိစ္စတွေနဲ့ပတ်သက်ပြီးနားလည်မှုလွဲခြင်းဆုံးရှုံးမှုကြုံတွေ့ရတတ်ခြင်းတွေဖြစ်တတ်ပါတယ်ခရီးရဝေးကိစ္စများကြုံတွေ့ရတတ်တယ်နိုင်ငံရဲ့ခြားကိစ္စတွေနဲ့ပတ်သက်လာပြီးတော့အကျိုးပြုတတ်တယ်အញ្ញိုက်အခိုက်အားလုံးအဆင်ပြေစေဖို့ဒီတပတ်တာမှာလမ်းပြင်ခြင်းအမိုက်တိုက်ခေါက်ခြင်းပြုလုပ်ပါ